여러분 안녕하세요. 알라바 밍라바ဒီနေ့ကျွန်တော် share လုပ်ပြီးခြင်းတဲ့စကားလေးကတော့မြန်မာလိုလက်ကျညီတယ်ဆိုတာကိုကိုရီးယားလိုဘယ်လိုပြောမလဲကျွန်တော်တို့မြန်မာတွေမှာအင်ဒီမှာစီးပွားတက်လာတာပဲဖြစ်ဖြစ်လုပ်ငန်းခွင်မှာမြန်မြန်လုပ်ပြီးတဲ့အခါပဲဖြစ်ဖြစ်ဒါလက်ကျညီရဲဆိုတဲ့စကားကိုသုံးကြတယ်ပေါ့နော်ဒါကိုကိုရီးယားလိုဘယ်လိုပြောမလဲဆိုရင် somebody mata somebody machayo လို့ပြောပါတယ်ဒါလိုက်ဘာသာပြင်မယ်ဆိုလို့ရှိရင်တော့ son ဆိုတာကလက်ဘာဆိုတာကခြေထောက်လက်နဲ့ခြေထောက်ကမတာတူတယ်ညီတယ်ပေါ့နော်အဲ့လိုမျိုးပြောတာပေါ့ဒါကိုလောက်အောင်ဘာသာပြင်မယ်ဆိုလို့ရှိရင်တော့ဒါလက်ကျညီဆိုတဲ့အဓိပ္ပာယ်ပေါ့နော်ဆိုတော့ဒါကိုဥမာအနေနဲ့ပြောရလို့ရှိရင်우리는 손발이 맞아서 일은 빨리 끝났어요. 우리는 손발이 맞아서 일은 빨리 끝났어요. အားတော့လက်ကျညီတဲ့အလုပ်ကိုမြန်မြန်ပြီးသွားတယ်ပေါ့အဲ့လိုမျိုးပြောပါတယ်ဆိုတော့လာရောက်ကြည့်ရှုပေးတဲ့အရာစီတိုင်းကိုကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာတွေ့ပါမယ်